ဆရာကြီးရွှေဦးတော်ကျွန်တော်ဤတသက်တာရီမန်းချက်ကြီးနှစ်ခုဆိုတဲ့စာအုပ်ထဲမှာဆရာကြီးရွှေဦးတော်ပြောတာရှိဒုက္ခိကပေါ့ဗျာဆရာမတွေတင်တန်းစဆရာမတွေသွားပြီးဟောပြောဝဲလုပ်ပါတယ်ဆရာမ800လို့ပြောတယ်အဲ့ဒါပုံမှန်စာဖတ်တဲ့ဆရာမဘယ်နှယောက်ရှိတော့ဆိုပြီးတော့လက်ထောင်ခိုင်းတဲ့အခါကျတော့6ယောက်လောက်ပဲတွေ့ပါတယ်100ယောက်တော့မပြေတော့ဘူးဒါကဒုက္ခိဖုံးမပေါ်နေတဲ့ခေဆရာကြီးရွှေဦးတော်တို့ခေအခုဆရာမတွေစာမဖတ်တော့1001လောက်ရှိတော့တပည့်တော်ကတနိုင်ငံလုံးပတ်တင်တယ်တနိုင်ငံလုံးပတ်တင်တယ်တက္ကသိုလ်တွေဝင်တင်တယ်ကျောင်းဆရာမတွေပြောတော့အရင်တော့ Buddhist Awareness Training ဆိုပြီးပေးတယ်ဘောဓဘာသာအမြင်ဖွင့်တင်တယ်ဆိုတော့အောင်းတင်ပြောင်းလိုက်တယ်ပြည်သူ့နီတိအမြင်ဖွင့်တင်တယ်ဆိုပြီးတင်တယ်တက္ကသိုလ်တွေမှာလုပ်ရမယ့်လုပ်ငန်းဘယ်လိုလုပ်ခဲ့ရဲဆိုတဲ့အတွေ့အကြုံတွေရဲ့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေရေးပြီးတင်ထားတယ်နောက်တစ်ခုကဒီပြောတော့ဆရာမတွေကိုပေးရမယ့်အပိုင်းနောက်ကိုယ်ပိုင်ကျောင်းတွေနောက်အခြေခံပညာကျောင်းတွေနောက်ဘာကကျောင်းတွေ9နေရာအဲ့ဒီ9နေရာကိုပြည်သူ့နေတိအမြင်ဖွင့်တင်တဲ့နေထိထိမိမိပေးဖို့လိုတယ်ပြောရွာတရားမှာအမြဲတမ်းပြောတယ်ဆရာကြီးရယ်ဘုန်းကြီးရယ်ရွာလူကြီးရယ်အဲ့3ခု leadership role မှာရှိနေတဲ့3ခုအဲ့ဒါကောင်းအောင်မယ်ရွာလူငယ်တွေတို့ကလေးတွေဆိုတော့အဲ့ဒါတူပါလိုက်လေဒီလူကြီး3ခုကောင်းဖို့လိုတယ်အဲ့တော့ဘုန်းကြီးတွေကိုအခုပြောလို့ရှင်များတို့သင်တန်းတွေပေးတယ်အလုံးလုံးနိုင်တဲ့တတိတွေပါသွားစေချင်တာဒါတောင်ရှင်များတို့အခုပြည့်နေတဲ့သူရှိသေးတယ်အခုချိန်ကြီးကောင်းတဲ့ဘက်ကနေပြန်ကြည့်မယ်ဆိုလေ3နေရာရှိပါတယ်ဗျာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်တဲ့လက္ခဏာတွေကိုကြည့်မယ်ဆိုရင်အစာကြီးတိုက်တဲ့မြူဇီယံတွေမှာလူစီးနေရင်အဲ့နိုင်ငံမှာပညာတတ်တွေများတယ်ဆိုတဲ့သင်္ကေတဘယ်နေရာတွေလူစီးရစာကြီးတိုက်တဲ့မြူဇီယံတွေလူစီးနေတယ်နောက်တစ်ခါအတန်းကျောင်းတွေတက္ကသိုလ်တွေလူစီးနေတယ်အတန်းကျောင်းတွေတက္ကသိုလ်တွေမှာလူစီးနေတယ်အဲ့ဒါဆိုလေအဲ့နိုင်ငံပညာရေးကောင်းနေတယ်ပညာတတ်တွေပေါ်တဲ့နိုင်ငံလို့ပြောတာနောက်တစ်ခုကနိုင်ငံမှာတန်ရှင်းနေတဲ့စိမ့်လန်းနေတယ်ဆိုရင်အဲ့ဒီနိုင်ငံမှာရှိတဲ့လူတွေပညာတတ်တယ်လို့ပြောတာ3ချက်ကြည့်လို့ရတယ်နံပါတ်1ကစာကြည့်တိုက်ကြီးတွေမြူဇီယံကြီးတွေစာကြည့်တိုက်ကြီးတွေမြူဇီယံဆိုတော့ပြတိုက်ကြီးတွေပေါ့ဗျာစာကြည့်တိုက်ကြီးတွေပြတိုက်ကြီးတွေအဲ့မှာလူစီးတယ်အပြတိုက်ဆိုတော့ရှင်မြတ်သမိုင်းကြောင်းထောက်ထားတွေရောတကယ်ဖြစ်စဉ်တွေရောလေ့လာလို့ရတဲ့နေရာတွေကိုဗျသမိုင်းကြောင်းဘာညာစိတ်ဝင်စားပြီဆိုတာတာမန်လူစိတ်ဝင်စားတာမဟုတ်တာရည်မှန်းချက်ရည်ရွယ်ချက်ကြီးတဲ့ပုံကိုယ်တွေကိုတယောက်တည်းမဟုတ်ဘူးကိုပတ်ဝန်းကျင်နဲ့နိုင်ငံတော်အဆင့်စိတ်ဝင်စားတဲ့ပုံကမှသမိုင်းစိတ်ဝင်စားတာတာမန်လူစိတ်ဝင်စားဘူးဗျသမိုင်းနဲ့အဝေးကြီးတို့တယ်မဆိုင်ဘူးဟာနဲ့ဒီလိုနေကြတာဒါကြောင့်အမေရိကန်နိုင်ငံကျတော့ရှင်မြတ်အထက်တန်းကျောင်းထီကိုသမိုင်းပါတဲ့ကိုသူတို့နိုင်ငံရဲ့သမိုင်းပါတဲ့ကို10တန်းထီကမသိမနေရပဲလူတိုင်းသင်ရ Higher Education ဖြစ်သွားပြီတက္ကသိုလ်လည်းပဲကျတော့ရှင်မြတ်တို့ကြိုက်တဲ့နိုင်ငံရဲ့သမိုင်းကြိုက်တဲ့ဒေသရဲ့သမိုင်းကိုရွေးပြီးတော့တရားယူလို့ရဒါကြောင့်သူတို့က specialize ကျွမ်းကျင်တယ်မြန်မာပြည်ရဲ့အကြောင်းဆိုမြန်မာပြည်ရဲ့အကြောင်းကို specialize ကျွမ်းကျင်တဲ့အမေရိကန်နိုင်ငံရဲ့သမိုင်းဆရာတွေအများကြီးရှိတယ်မြန်မာပြည်ရဲ့တိုင်းသားတွေရဲ့ရည်ရည်မှုတွေတွေကို specialize ကျွမ်းကျင်တဲ့သူတွေရှိလုံးဝ